လူနဲ့ခွေးနဲ့ဘာတွေကွာခြားလဲဆိုတာကျွန်တော်ပြောပြမယ်လမ်းဘေးမှာငတ်မွေးနေတဲ့ခွေးတစ်ကောင်ကိုအစာကောင်းကောင်းလေးကျွေးလိုက်အဲ့ဒီခွေးက3 နှစ် 3 မိုးထီအောင်ကျွေးတဲ့လက်ကိုမကိုက်ဘူးဗျလူတယောက်ကိုခဏတော့10 ချိန်ကူညီအချိန်100ကူညီချိန်100ကူညီတဲ့အချိန်မှာသူကိုယ့်ဘောအကောင်းမြင်လိုက်တယ်တစ်ချိန်မကူညီတာနဲ့တပြိုင်နက်ခမားတို့ကိုသူတို့မလိုလားတော့အကောင်းမမြင်တော့အမုန်းပွားလိုက်ဒါကလူနဲ့ခွေးနဲ့ကြားမှာကွာခြားတဲ့ကွာခြားပုံဗျ